မြမရိုးရာချင်းခတ်ပညာလွယ်ကူစွာတက်မြောက်စေရေးအတွက်မြန်မာနိုင်ငံချစ်လုံးအဖွဲ့ချုပ်၏ဆောင်ရွက်ချက်တစ်ခုအဖြစ်မှတ်စဉ်1 2 3ဖြင့်ချင်းမျိုးတစ်မျိုးခတ်တက်စေရန်ရည်ရွယ်၍ဤခွေအားထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်ချင်းခတ်နည်းတစ်မျိုးပိုင်တိုင်ကျွမ်းကျင်စွာခတ်ကစားစေနိုင်ရန်ချင်းမျိုးတစ်မျိုးအားချင်းမပါပဲချိန်ပေါင်းများစွာလေ့ကျင့်ရပါမည်အဓိကအချက်မှာချင်းအပြောက်ခြေအမြောက်ဖြစ်ရပါမှတ်စဉ်1ခတ်ချေရှေ့သို့နှဲငယ်ထုတ်ရန်မှတ်စဉ်2ခတ်မိခြေပြားလေးများကော့ထားရန်မှတ်စဉ်3ခတ်ချေမ၍ခကစားရန်မှတ်စဉ်1ခတ်ချေရှေ့သို့ထုတ်ရန်မှတ်စဉ်2ခတ်ချေခွင်လျက်အနေထားနေရန်မှတ်စဉ်3ခတ်ချေကိုမ၍ခတ်ကစားရန်မှတ်စဉ်1ခတ်ချေကိုရှေ့သို့ထုတ်ရန်မှတ်စဉ်2ဖနောက်ထောက်ထားရန်မှတ်စဉ်3ခတ်ချေမ၍ခတ်ကစားရန်မှတ်စဉ်1ခတ်ချေကိုရက်ချေနှင့်တောင်းမှန်ပုံထားရန်မှတ်စဉ်2ခြေပြားလေးများထောက်ထားရန်မှတ်စဉ်3ဖဝါကော့၍ခတ်ကစားရန်
မှတ်စဉ်1ခတ်ခြေကိုရက်ခြေနှင့်တောက်မှန်ပုံထားရန်မှတ်စဉ်2ခြေပြားလေးများထောက်ထားရန်မှတ်စဉ်3ဖနောက်အသီးနှင့်ခက်ကစား၍ခြေပြားလေးထောက်ထားရန်မှတ်စဉ်1ခတ်ခြေကိုအနောက်သို့ထုတ်ရန်မှတ်စဉ်2အတွင်းဖမျက်ကိုမြေကြီးနှင့်ထိထားရန်မှတ်စဉ်3ပေါင်အရင်းမှ၍ခက်ကစားချက်မှတ်စဉ်1ခတ်ခြေကိုရှေ့သို့နည်းငယ်တိုးပါမှတ်စဉ်2ခတ်ခြေရှေ့ကျော်၍ရက်ခြေကိုမြှောက်ထားပါမှတ်စဉ်3လေထဲတွင်ခတ်ခြေကိုခုန်၍ခြေပြားဖြင့်ခတ်ကစားရပါမည်မှတ်စဉ်1ခတ်ခြေကိုရှေ့သို့နည်းငယ်တိုးပါမှတ်စဉ်2ခတ်ခြေရှေ့ကျော်၍ရက်ခြေကိုမြှောက်ထားပါမှတ်စဉ်3လေထဲတွင်ခတ်ခြေကိုခုန်၍ခြေကွင်ဖြင့်ခတ်ကစားရပါမည်မှတ်စဉ်1ခတ်ခြေကိုရှေ့သို့အနှဲငယ်တိုးပါမှတ်စဉ်2ဝင်လာသောချင်းကိုရက်ခြေဖြင့်ကျော်၍ခတ်ခြေပြားဖြင့်ခတ်ကစားရပါမည်မှတ်စဉ်3ရက်လျက်အနေထားဖြင့်ပြန်လည်နေရပါမည်မှတ်စဉ်1ခတ်ခြေကိုရှေ့သို့အနှဲငယ်တိုးပါမှတ်စဉ်2ဝင်လာသောချင်းကိုရက်ခြေဖြင့်ကျော်၍ခတ်ခြေခွင်ဖြင့်လေထဲတွင်ခတ်ကစားရပါမည်မှတ်စဉ်3ရက်လျက်အနေထားဖြင့်ပြန်လည်နေရပါမည်မှတ်စဉ်1ခတ်ခြေကိုတောင်းမှန်ပုံရွှေ့ရန်မှတ်စဉ်2ရင်ကိုလှန်၍ချင်းလုံးဝင်မြည်လမ်းကြောင်းမျောကြည့်ရန်မှတ်စဉ်3ခြေပြားကော့၍ဒူးဖြင့်မတင်ခတ်ကစားခြင်း
မှတ်စဉ်1ခတ်ချေကိုနောက်သို့နဲငယ်ထုတ်၍ခြေပြားထောက်ထားရန်မှတ်စဉ်2လူကိုတက်မှတ်စွာထား၍ခေါင်းကိုနောက်သို့အတက်ချိုးကချင်းဝင်လန်းကိုမျှော်ကြည့်ရန်မှတ်စဉ်3ဖွားထိချက်ဖြင့်ခတ်ကစားရန်မှတ်စဉ်1အတွင်းဖမျက်ကိုနောက်သို့ထုတ်၍မြေကြီးနှင့်ထိထားရန်မှတ်စဉ်2ချင်းဝင်လန်းကိုမျှော်ကြည့်ရန်မှတ်စဉ်3ပေါင်အရင်မှ၍ခတ်ကစားရန်မှတ်စဉ်1ခတ်ချေကိုရှေ့သို့ထုတ်၍အာယူထားရန်မှတ်စဉ်2ဝင်လာသောချင်းကိုရက်ချေဖြင့်လေထဲတွင်ကြော်၍ခတ်ချေခွင်ဖြင့်လေထဲတွင်တပတ်အပြည့်ခတ်ကစားရန်မှတ်စဉ်3ထိုင်လျက်အနေထားတွင်ခတ်ချေကိုမုတ်ဆိုးဒူးတောက်သို့မဟုတ်အတွင်းဖမျက်ကိုမြေကြီးတွင်ခင်း၍ခတ်ချေဘက်သို့သာကြည့်ရမည်မှတ်စဉ်1ခတ်ချေကိုအနောက်သို့ထုတ်၍ခြေပြားထောက်ထားရန်မှတ်စဉ်2လူကိုတက်မှတ်စွာထား၍ဥကောင်းကိုနောက်သို့အတက်ချိုးကချင်းဝင်လန်းကိုမျှော်ကြည့်ရန်မှတ်စဉ်3ဖနှောက်ထိချက်ဖြင့်ခတ်ကစားရန်
မှတ်စဉ်1ခတ်ချေကိုတောင်းမှန်ပုံရွှေ့ထားရမည်မှတ်စဉ်2ချင်းဝင်လန်းကိုမျှော်ကြည့်၍ရင်ကိုလှန်ကဖနောက်ထောက်ထားရမည်မှတ်စဉ်3ခြေပြားဖြင့်ခတ်ကစားရမည်မှတ်စဉ်1ရက်ချေကိုနောက်သို့အနှဲငယ်ဆုပ်၍ခတ်ချေကိုခြေပြားထောက်ထားရမည်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လန်းကိုမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေဒူးဖြင့်စန့်ကျင်ဘက်ဂျိုင်းအောက်သို့ပြစ်သွင်းခတ်ကစားရမည်မှတ်စဉ်1ရက်ချေကိုနောက်သို့အနှဲငယ်ဆုပ်၍ခတ်ချေပြားကိုထောက်ထားရမည်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လန်းကိုမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေဖွားဖြင့်ခတ်ကစားရမည်မှတ်စဉ်1ရက်ချေကိုနောက်သို့အနှဲငယ်ဆုပ်၍ခတ်ချေပြားကိုထောက်ထားရမည်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လန်းကိုမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေဖနောက်ဖြင့်ခတ်ကစားရမည်
မတ်စင်1ရက်ချေကိုနောက်သို့အနှဲငယ်ထုတ်၍ခတ်ချေပြာထောက်ထားရမည်မတ်စင်2ရင်ကိုလိန်၍ချင်းဝင်လံမျှော်ကြည့်ရမည်မတ်စင်3ခတ်ချေပြားဖြင့်ခတ်ကစားရမည်မတ်စင်1ရက်ချေကိုအနှဲငယ်နောက်သို့ဆုပ်၍ခတ်ချေပြားထောက်ထားရမည်မတ်စင်2ရင်ကိုလိန်၍ချင်းဝင်လံမျှော်ကြည့်ရမည်မတ်စင်3ခတ်ချေဒူးဖြင့်စက်ကျင်ဘက်ဂျိုင်းအောက်သို့ပြစ်သွင်းကခတ်ကစားချိန်တွင်မျှော်ကြည့်နေသောခေါင်းသည်ခတ်ချေဘက်သို့တပါးသည်ကြည့်ရမည်မတ်စင်1ရက်ချေကိုရှေ့သို့ကန့်လန့်အနေထားထုတ်ထားရမည်မတ်စင်2ခတ်ချေကိုနောက်သို့ခြေပြားထောက်အနေထားဖြင့်ထုတ်၍ချင်းဝင်လံမျှော်ကြည့်ရမည်မတ်စင်3ခတ်ချေဖွားဖြင့်ခတ်ကစားရမည်မတ်စင်1ရက်ချေကိုရှေ့သို့ဘေးစောင်းအနေထားဖြင့်တက်လှမ်းရမည်မတ်စင်2ချင်းဝင်လမ်းမှဘေးသို့ဖြစ်၍အကြည့်မှာဘေးစောင်းအကြည့်ဖြစ်မည်မတ်စင်3ခတ်ချေဖမျက်ဖြင့်ခတ်ကစားရမည်
မှတ်စဉ်1ရက်ချေကိုရှေ့သို့ကန့်လန့်အနေထားထုတ်ထားရမည်မှတ်စဉ်2ခတ်ချေကိုနောက်သို့ခြေပြားထောက်အနေထားဖြင့်ထုတ်၍ချင်းဝင်လံမျောကြည့်ရမည်မှတ်စဉ်3ခတ်ချေဖနှောင်းဖြင့်ခတ်ကစားရမည်အမှတ်စဉ်1အတွင်းဖမျက်ကိုမြေကြီးတွင်ထိထားရမည်မှတ်စဉ်2ခေါင်းအကြည့်မှာချင်းအခတ်တွင်တပါးသည်ခေါင်းပြောင်းရမည်မှတ်စဉ်3ဝင်လန်းမျိုးစုံမှခတ်ကစားနိုင်သည်မှတ်စဉ်1လူကိုတပတ်လှဲ့၍ခြေပြားခတ်ကစားရမည်မှတ်စဉ်2ချင်းလုံးကိုအကြည့်လူကိုအလှဲ့ချင်းအခတ်တပြိုင်တည်းဖြစ်ရမည်မှတ်စဉ်3ချင်းဝင်လန်းရှေ့သို့မဟုတ်ဘေးမှဝင်၍ရက်ချေရှေ့သို့မဟုတ်ခတ်ချေဘက်အချမ်းမှချင်းများကိုခတ်ကစားနိုင်သည်မှတ်စဉ်1လူကိုတပတ်လှဲ့၍ရက်ချေအလှဲ့ခတ်ချေအခတ်တပြိုင်တည်းခတ်ကစားရမည်မှတ်စဉ်2ခတ်ချေဖမျက်ဖြင့်ခတ်ကစား၍အကြည့်မှာခတ်ချေဘက်လှဲ့ရမည်မှတ်စဉ်3ချင်းဝင်လန်းရှေ့သို့မဟုတ်ဘေးမှဝင်၍ခတ်ချေရှေ့သို့မဟုတ်ခတ်ချေဘက်အချမ်းမှချင်းများခတ်ကစားနိုင်သည်
မှတ်စဉ်1ရက်ချေကိုအနှဲငယ်နောက်သို့ဆုပ်၍ခတ်ချေပြားထောက်ထားရမည်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လံမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေဖွားဖြင့်ခတ်ကစား၍ခတ်ကစားချိန်တွင်မျှော်ကြည့်နေသောခေါင်းသည်ခတ်ချေဘက်သို့တပါးသည်ကြည့်ရမည်မှတ်စဉ်1ရက်ချေကိုအနှဲငယ်နောက်သို့ဆုပ်၍ခြေပြားထောက်ထားရမည်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လံမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေဖနှောက်ဖြင့်ခတ်ကစား၍ခတ်ကစားချိန်တွင်မျှော်ကြည့်နေသောခေါင်းသည်ခတ်ချေဘက်သို့တပါးသည်ကြည့်ရမည်မှတ်စဉ်1ရက်ချေကိုအနှဲငယ်နောက်သို့ဆုပ်၍ခတ်ချေပြားထောက်ထားရန်မှတ်စဉ်2ရင်ကိုလိန်၍ချင်းဝင်လံမျှော်ကြည့်ရမည်မှတ်စဉ်3ခတ်ချေခြေပြားဖြင့်ခတ်ကစား၍ခတ်ကစားချိန်တွင်မျှော်ကြည့်နေသောခေါင်းသည်ခတ်ချေဘက်သို့တပါးသည်ကြည့်ရမည်
မှတ်စဉ်1ရက်ချေကိုရှေ့သို့အနှဲငယ်တိုး၍ရက်ချေဒူးပေါ်တွင်ချင်းလုံးကိုလက်ခံယူပါမှတ်စဉ်2ခတ်ချေကိုတပြိုင်တည်းကြော်ရပါမည်မှတ်စဉ်3ခြေပြားဖြင့်ခတ်ကစားရပါမှတ်စဉ်1ချင်းလုံးသည်ရှေ့မှဝင်၍ရက်ချေကိုကြော်ရမည်မှတ်စဉ်2ရက်ချေကြော်ပြီးအကြခတ်ချေအခတ်ဖြစ်ရမည်မှတ်စဉ်3ဖနှောင့်ထိကျက်ဖြင့်ခတ်ကစားရပါမည်မှတ်စဉ်1ချင်းဝင်လန်းကိုချိန်၍တချမ်းလှဲ့ဖနှောင့်ထိကျက်ဖြင့်ချိန်ရွယ်ရမည်မှတ်စဉ်2ရက်ချေကိုအတွင်းသို့တချမ်းလှဲ့တိုးဝင်ရမည်မှတ်စဉ်3ခတ်ချေဖနှောင့်အခတ်ချင်းလှဲ့သောခေါင်းအားပြောင်း၍သမင်လဲပြန်ကြည့်ရပါမည်မှတ်စဉ်1ရက်ချေကိုရှေ့သို့အနှဲငယ်တိုးပါမှတ်စဉ်2ခတ်ချေကိုဘေးဘွားခတ်ဟန်ပြပါမှတ်စဉ်3ရက်ချေကိုလေထဲတွင်ကြော်၍ခတ်ချေပြားဖြင့်လေထဲတွင်ခတ်ကစားရပါမည်ခတ်ချေသည်အရင်မြေကြီးသို့ကျရပါမည်
မှတ်စဉ်1ခတ်ချေကိုရှေ့သို့အနှဲငယ်တိုးပါမှတ်စဉ်2ရက်ချေကိုလေထဲတွင်ချင်းလုံးကိုတပတ်အပြည့်ကြော်၍ခတ်ချေဒူးဖြင့်လေထဲတွင်ခတ်ကစားရမည်မှတ်စဉ်3မုတ်ဆိုးဒူးတော့အကြသို့မဟုတ်ဆလဝဲခင်းအကြဖြင့်ထိုင်လျက်ကြရပါမည်မှတ်စဉ်1ရက်ချေကိုခတ်ချေရှေ့ကြော်ရပါမည်မှတ်စဉ်2ရက်ချေတကောက်ခွက်အောက်မှခတ်ချေဒူးဖြင့်ထိုင်လျက်တက်ရပါမည်မှတ်စဉ်3ထိုင်လျက်ရက်ချေသည်မြေကြီးမှကြွ၍မသွားရပါမှတ်စဉ်1ရက်ချေကိုရှေ့သို့အနှဲငယ်တိုးပါမှတ်စဉ်2ရက်ချေကိုညှို့၍ခတ်ချေဖြင့်တချမ်းလှဲ့ကြော်၍ရက်ချေပေါင်ပေါ်တွင်ကျသောချင်းကိုဖမျက်ထိကျဲဖြင့်ခတ်ကစားရပါမည်မှတ်စဉ်3ချင်းအကြည့်သည်ခတ်ချေနှင့်ပြောင်းပြန်ကြည့်ရပါမည်
မှတ်စဉ်1ခတ်ချေကိုရက်ချေရှိအနေငယ်ကြော်၍ထားပါမှတ်စဉ်2ရက်ချေကိုလေတဲတွင်တပတ်လှဲ့ကြော်၍ခြေခွင်ဖြင့်ခတ်ကစားရမည်မှတ်စဉ်3ထိုင်လျက်အနေထားဖြင့်ပြန်၍ကြရပါမည်မှတ်စဉ်1ချင်းဝင်လန်းကိုခတ်ချေဖနှောင်းဖြင့်ချိန်ပါမှတ်စဉ်2ရက်ချေကိုတပတ်အပြည့်နောက်ပြန်ကြော်၍ဖနှောင်းထောက်ခတ်ကစားရမည်မှတ်စဉ်3ရက်လက်အနေထားပြန်ကြရမည်မှတ်စဉ်1ခတ်ချေကိုနောက်သို့အနေငယ်ထုတ်၍ဖနှောင်းထောင်အနေထားဖြင့်နေရမည်မှတ်စဉ်2ရက်ချေကိုနောက်သို့ကြော်၍ခတ်ချေဖနှောင်းဖြင့်ခတ်ရမည်မှတ်စဉ်3ရက်ချေအကျော်ခတ်ချေအခတ်တပြိုင်တည်းကြရမည်